အားလုံးမင်္ဂလာပါကျွန်တော်ဒီစာအုပ်ကိုဆက်ဖတ်သွားပါမယ်အရင်ကပြောခဲ့တဲ့အတိုင်းပဲအင်္ဂလိပ်လိုရေးထားတဲ့ဒီစာအုပ်ကိုဘာသာပြန်ပြီးဖတ်ပေးတဲ့အတွက်လိုက်ဖတ်နားထောင်တဲ့သူတွေငွေကြေးနဲ့ပတ်သက်တဲ့ဘူဒုဒလည်းရရှိသွားမယ်ဘာသာပြန်တဲ့အလေးထားလေးတွေတချို့ရသွားမယ်အင်္ဂလိပ်ဘာသာစကားကိုလည်းအနည်းနဲ့အများလေ့ကျင့်ပြီးသားဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပြီးတော့ကျွန်တော်ဒီအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ကိုဗမာလိုဘာသာပြန်လိုက်ဖတ်ရခြင်းဖြစ်ပါတယ်။စာအုပ်ရဲ့ခေါင်းစဉ်ကတော့ Secrets of the Millionaire Mind မီလီယံနာတန်းကြွယ်တထေးတွေထားရှိတဲ့စိတ်နေစိတ်ထားရဲ့လျှို့ဝှက်ချက်များသူတို့စဉ်းစားပုံစဉ်းစားနည်းရဲ့လျှို့ဝှက်ချက်များပေါ့နော်။အဲဒီတော့ရှင်းရှင်းလေးပါချမ်းသာခြင်းနဲ့ဆိုရင်တော့ချမ်းသာတဲ့သူတွေတွေးသလိုလိုက်တွေးပါကျွန်တော်စာမျက်နှာဆက်ကိုရောက်ပါပြီကျွန်တော်စဖတ်ပါမယ်ဒီဘိုက်ကနေစပါမယ်အရင်ကတင်ထားတဲ့ post မှာပြောခဲ့သလိုခင်ဗျားတို့ရဲ့ T thoughts ဆိုတဲ့အတွေးတွေကနေ F feeling ဆိုတဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်လာတာပါအဲ့ဒီခင်ဗျားရဲ့ F ဆိုတဲ့ feeling ဆိုတဲ့ခံစားချက်တွေပေါ်မှာမူတည်ပြီး A action ဆိုတဲ့ခင်ဗျားရဲ့လက်တွေ့လှုပ်ဆောင်မှုတွေထွက်ပေါ်လာတာပါအဲ့ဒီလက်တွေ့လှုပ်ဆောင်မှု actions ကခင်ဗျားအတွက်ရလဒ်တွေကိုစောင့်ကြည့်ပေးတာပါအဲ့တော့စိတ်ဝင်စားစရာမေးခွန်းလေးတစ်ခုပေါ့ခင်ဗျားရဲ့ T thoughts အဲ့ဒီအတွေးတွေကဘယ်ကနေဘလို့ဖြစ်လာတာလဲတခြားလူတစ်ယောက်နဲ့မတူတဲ့အတွေးတွေဘာကြောင့်တွေးဖြစ်ရတာလဲခင်ဗျားရဲ့အုတ်နောက်ထဲမှာနှစ်ရှည်လာစွာတူမိထားတဲ့အချက်အလက်ပေါင်းမြောက်များစွာနေခင်ဗျားရဲ့အတွေးတွေတတိတီဖြစ်ပေါ်လာတာပါအဲ့ဒီတူမိထားတဲ့အချက်လက်တွေကရောဘယ်ကနေရလာတာလဲခင်ဗျားရဲ့အတိတ်မှာဖြစ်ပျက်ဖြတ်တန်းခဲ့တဲ့အရာတွေကနေရလာတာပါမှန်ပါတယ်ခင်ဗျားရဲ့အတွေးတမြင်ချင်းစီကိုခင်ဗျားရဲ့အတိတ်မှာဖြတ်တန်းလာခဲ့ရတဲ့အခြေအနေကနေဖန်တီးဖြစ်ပေါ်စေတာပါအဲဒါကြောင့်ပုံသွင်းခံရသောအုံနောက်ပုံသွင်းခံရသောစိတ်ထားများဆိုပြီးမကြာခဏရည်ညွှန်းပြောဆိုဖြစ်ကြတာပါအဲဒီတော့အရင်ကဗီဒီယိုမှာဖတ်ပြခဲ့တဲ့ T to F F to A equals R ဆိုတဲ့နေရာမှာ P ဆိုတဲ့စကားလုံးတစ်လုံးထပ်တိုးလာပါတယ်အဲဒီတော့ P to T T to F F to A equals R ဖြစ်ပါတယ်အဲ့ဒီနေရာမှာ P ဆိုတဲ့စကားလုံးကတော့ past ခမရဲ့အတိတ်ကိုပြောတာပါခမရဲ့အတိတ်ကနေခမရဲ့အတွေးတွေဖြစ်ပေါ်လာတယ်ခမရဲ့အတွေးကနေစိတ်ခံစားမှုဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ခံစားမှုတွေပေါ်မှာမူတည်ပြီးခမရဲ့လက်တွေ့လှုပ်ဆောင်မှုတွေဖြစ်ပေါ်လာပါတယ်ခမရဲ့လက်တွေ့လှုပ်ဆောင်မှုဆိုတဲ့ action တွေကတော့ခမကို results ဆိုတဲ့ရလဒ်တွေကိုစောင့်ကြည့်ပေးခြင်းဖြစ်ပါတယ်ခမရဲ့အတိတ်မှာတွေးကြုံခဲ့ရတဲ့အကြောင်းအရာတွေကနေခမရဲ့အတွေးတွေဖြစ်ပေါ်လာတာပါခမရဲ့အတွေးတွေကခံစားချက်ကိုဖြစ်ပေါ်စေတယ်ခံစားချက်မှာမိတီးပြီးတော့ခမရဲ့လက်တွေ့လှုပ်ဆောင်မှုတွေဖြစ်ပေါ်လာတယ်လက်တွေ့လှုပ်ဆောင်မှုတွေကနေရလဒ်တွေကိုပေးပါတယ်အဲဒါကြောင့်အရင်ဗီဒီယိုမှာပြောခဲ့မှုတဲ့ကွန်ပျူတာနဲ့စာရွက် print ထုတ်တဲ့ဥပမာလိုပါပဲခမရဲ့ရလဒ်ကိုပြောင်းလဲနိုင်ဖို့အတွက်အတိတ်တုန်းကအုံနောက်ထဲစိတ်ထဲတူမိထားတဲ့အရာတွေကို program ထဲအရင်ပြောင်းလဲပြဖို့မဖြစ်မနေလိုအပ်ပါတယ်ခမရဲ့စိတ်ထဲတူမိထားတဲ့အရာတွေအုံနောက်ထဲတူမိထားတဲ့အရာတွေကိုအရင်ပြောင်းလဲပြဖို့မဖြစ်မနေလိုအပ်ခြင်းဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးခမငယ်စဉ်အချိန်ကကြားခဲ့ဘူးသမျှအ
ကြောင်းအရာတွေကခမားရဲ့မသိစိတ်ထဲမှာကိန်းအောင်နေပါတယ်အဲ့ဒီအတိတ်ကလမ်းပြမြေပုံကပဲခမားဘွားရဲ့ငွေကြေးဆိုင်ရာလမ်းညွှန်ဦးစီးဖြစ်နေပါတော့တယ်တစ်ခေါက်ထပ်ပြောပါမယ်ခမားရဲ့မသိစိတ်ထဲကိန်းအောင်နေတဲ့အရာတွေဟာခမားရဲ့အတွေးကိုဖြစ်ပေါ်လာစေပါတယ်ခမားရဲ့အတွေးဟာခမားရဲ့ဆုံးဖြတ်ချက်တွေကိုဖန်တီးပါတယ်ဒီအတိုင်းပဲခမားရဲ့ဆုံးဖြတ်ချက်တွေကနေခမားရဲ့လက်တွေ့လှုပ်ဆောင်မှုဖြစ်ပေါ်လာရပါတယ်အဲ့ဒီလှုပ်ဆောင်မှုကနေပြီးတော့ခမားအတွက်ရလဒ်တွေကိုဆောင်ကြည့်ပေးတာဖြစ်ပါတယ်ပြောင်းလဲစဉ်းစားတတ်ဖို့အတွက်အခြေခံအချက်၄ချက်ရှိပါတယ်။အဲ့ဒီချက်တွေကရိုးရိုးရှင်းရှင်းလေးပါပဲ။ဒါပေမဲ့အင်မတန်မှစွမ်းအားပြင်းတဲ့ power တွေဖြစ်ပါတယ်။တကယ် power တွေဖြစ်ပါတယ်။ပြောင်းလဲရမယ်ပထမအခြေခံအချက်ကတော့သတိမူထားခြင်းပဲဖြစ်ပါတယ်။တည်ရှိနေတဲ့အကြောင်းအရာတစ်ခုခုကိုရှိနေမှတတိမမူမိမချင်းအဲ့ဒီအရာကိုပြောင်းလဲပြစ်နိုင်မှာမဟုတ်ပါဘူးဒုတိယအချက်ကတော့သဘောပေါက်နားလည်ခြင်းဖြစ်ပါတယ်ခမားရဲ့စဉ်းစားပုံစဉ်းစားနည်းဟာဘယ်အချက်တွေပေါ်မှာတည်မီပြီးထွက်ပေါ်လာသလဲဆိုတာကိုသဘောပေါက်နားလည်ထားခြင်းအဖြစ်အဲ့ဒီစဉ်းစားပုံစဉ်းစားနည်းသည်ခမားရဲ့အတွင်းကမဟုတ်ပဲအပြင်ကရလာတဲ့စဉ်းစားပုံစဉ်းစားနည်းပဲဖြစ်ရမယ်ဆိုတာကိုနားလည်သဘောပေါက်နိုင်လာပါလိမ့်မယ်တတိယအချက်ကတော့ခွဲထုတ်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီစဉ်းစားပုံစဉ်းစားနည်းကခမားရဲ့နီလာမဟုတ်ဘူးဆိုတာကိုသိထားပြီဆိုရင်ခမားရဲ့အတွေးတွေကိုခွဲထုတ်လာနိုင်မှာဖြစ်ပါတယ်ဒီကနေ့လက်ရှိအချိန်မှာခမားကဘယ်လိုလူစားမျိုးလဲမနဲ့ဖြန်ဆိုတဲ့အချိန်မှာခမားကဘယ်ကိုရောက်ချင်တာလဲဆိုတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ကိုယ်ပိုင်အတွေးတွေကိုပဲဆက်တွေးမလားမေ့ပြစ်လိုက်မလားဆိုတာကိုရွေးချယ်ရမှာဖြစ်ပါတယ်စတုထအချက်ကတော့ကိုပြန်လဲချိန်ညှိခြင်းဖြစ်ပါတယ်အဲ့ဒီချက်တွေကိုစာအုပ်ရဲ့ဒုတိယပိုင်းမှာစတင်ပြုလုပ်စေပါမယ်အဲ့ဒီပိုင်းမှာတော့ခမားကိုကြွယ်ဝချမ်းသာမှုတွေထုတ်လုပ်ပေးစွမ်းနိုင်မဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ပြောင်းလဲရန်အဆင့်များတစ်တတိမူခြင်းခမားငယ်ငယ်တုန်းကကြားဘူးသမျှပတ်စံအကြောင်းစီးစိမ်ဥစ္စာတွေအကြောင်းတထေးတွေအကြောင်းကြားဘူးသမျှတွေကိုရေးချပါနှစ်သဘောပေါက်နားလည်ခြင်းအဲ့ဒီကြားဘူးခဲ့တဲ့အချက်တွေဟာခမားဘွားရဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေမှာဘယ်လိုပတ်သက်ဆက်နွယ်ပြီးအကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာကိုခြာရေးပါ၃ခွဲထုတ်ခြင်းအဲ့ဒီချက်တွေတည်းကပဲခမားနမူနာယူဖြစ်ခဲ့တယ်ဆိုတာကိုတွေ့မိလားအဲ့ဒီချက်တွေကခမားနဲ့ဆိုင်မနေဘူးအဲ့ဒီချက်တွေကခမားဘယ်လိုလူစားမျိုးလဲဆိုတာကိုလည်းမဖော်ပြပေးနိုင်ဘူးခုဒီနေ့အချိန်ခါမှာခမားရဲ့တွေးခေါ်တွေကိုပြောင်းလဲနိုင်ခွင့်ရှိနေသေးတယ်ဆိုတာကိုသိသွားပါပြီလားအောက်ပါသတိပေးစကားကိုသင်ကိုယ်သင်ပြောလိုက်ပါငွေကြေးနဲ့ပတ်သက်ပြီးငါကြားဘူးသိဘူးခဲ့တဲ့အကြောင်းအရာတွေဟာအမှန်တွေဟုတ်မနေတော့ဘူးခုချိန်ကစပြီးငါရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုအထောက်အကူဖြစ်စေမဲ့နီလန်းသက်တွေကိုစတင်ကျင့်သုံးတော့မယ်ပြီးတော့ကိုကြီးညာမောင်းခတ်ပါငါမှာမီလီယံနာတန်းကြွယ်တထေးဖြစ်လာမဲ့အတွေးခေါ်တွေရှိတယ်၄ပြန်လဲချိန်ညှိခြင်းမှာစံနမူနာယူခြင်းဆိုတဲ့အချက်ရှိပါသေးတယ်ခမားကြီးပြင်းလာချိန်မှာခမားရဲ့အုတ်ထိန်သူသို့မဟုတ်မိဘတွေကငွေကြေးကိုဘယ်လိုကင်တွယ်ခဲ့ကြသလဲမိဘတွေကတယောက်ဒါမှမဟုတ်နှစ်ယောက်စလုံးကသူတို့ရဲ့ပတ်စံတွေကိုကောင်းမွန်ပိုင်နိုင်စွာကင်တွယ်နိုင်ခဲ့ကြသလား
သို့မဟုတ်ပိုင်နိုင်စွာမကင်တွယ်နိုင်ခဲ့ကြဘူးလားသူတို့ကကျွမ်းကျင်တဲ့ယင်းနီးမြုံနှံသူတွေလားဒါမှမဟုတ်ယင်းနီးမြုံနှံတတ်တဲ့သူတွေမဟုတ်ဘူးလားသူတို့ဟာ risk ယူတတ်တဲ့သူတွေလားသို့မဟုတ်မိယိုးဖလာရှေးထုံးနီလန်အတိုင်းပဲပိုက်ဆံရှာတတ်တဲ့သူတွေလားသူတို့ဟာပုံမှန်ဝင်ငွေရှိသူတွေလားသို့မဟုတ်ဝင်ငွေကကပြောက်ကတောက်ဖြစ်နေလားခမားရဲ့မိသားစုထဲမှာဝင်ငွေကိုလွယ်ကူကူနဲ့ရခဲ့ကြသလားသို့မဟုတ်အမြဲတမ်းရုန်းကန်နေကြရတာလားပိုက်ဆံကအိမ်တွင်းပျော်ရွှင်မှုကိုဆောင်ကြည့်ပေးပါသလားသို့မဟုတ်စကားများရန်လိုမှုကိုဖြစ်ပေါ်စေသလားပြောခဲ့တဲ့အချက်တွေကဘာကြောင့်အရေးကြီးနေရတာလဲမြောက်မြင်မြောက်တင်ဆိုတဲ့ဆိုရိုးစကားကိုကြားဘူးကောင်းကြားဘူးမှာပါလူတွေလည်းတိတ်တော့ထူးမခြားနာပါဘူးကလေးဘဝမှာဆိုရင်ကျွန်တော်တို့စံပြုမြင်သမျှကိုလိုက်လုပ်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဟာငွေကြေးနဲ့ပတ်သက်လာရင်မိဘတွေတည်းကတယောက်သို့မဟုတ်နှစ်ယောက်စလုံးနဲ့ကင်တွယ်ဖြည့်ရှင်းပုံတွေတူညီကြစမြဲပါဒါပေမဲ့ဒင်္ဂါပြရဲ့ခေါင်းနဲ့ပန်းဆိုသလိုပါပဲတချို့တလေကြတော့လေမိဘတယောက်နဲ့သို့မဟုတ်နှစ်ပါးစလုံးနဲ့လုံးဝအုပ်တုံဆန့်ကျင်ဘက်အနေအထားဖြစ်လာကြတာတွေလည်းရှိပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်လာရတာလဲအလိုမကျစိတ်တူတယ်စန့်ကျင်ပုံကန်တယ်ဆိုတဲ့စကားလုံးတွေကိုသတိရမိကြမှာပါလိုတိုရှင်းပြောရရင်ခမားရဲ့မိဘတွေပေါ်ဘလောက်ထိအလိုမကျဖြစ်ခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကံမကောင်းချင်တော့လေကျွန်တော်တို့ကလေးရွယ်မှာမိဘတွေကိုဒီလိုပြောလို့မရကြပါဘူးအဖေနဲ့အမေထိုင်ပါဦးခမားတို့နှစ်ယောက်နဲ့ဆွေးနွေးကြရရှိတယ်ခမားတို့နှစ်ယောက်ရဲ့ငွေကြေးကင်တွယ်ဖြည့်ရှင်းပုံတွေကိုကျွန်တော်သဘောမကျဘူးအဲ့ဒါကြောင့်ကျွန်တော်အရွယ်ရောက်လာတဲ့အခါခမားတို့ရဲ့နီလန်တိုင်းလိုက်လို့မှာမဟုတ်ပါဘူးနော်ခမားတို့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ် good night နော်အိမ်မက်လာမက်ပါစေဆိုပြီးပြောလို့ရပါသလား no ပါအဲ့ဒီလိုမှမဟုတ်တာကိုကျွန်တော်တို့ရဲ့အသိစိတ်တွေနိုးကြားလာတာနဲ့ကျွန်တော်တို့တွေကစိတ်အနှောက်အယှက်တွေဖြစ်ပြီးခမားတို့မုန်းတယ်ငါကြီးလာရင်မင်းတို့လိုမဖြစ်စေရဘူးငါကြီးလာတဲ့အခါချမ်းသာလာစေရမယ်အဲ့ဒီချိန်ကျမှခမားတို့သဘောကျမကျငါကြိုက်တာငါဝယ်ယူမယ်ဆိုပြီးတော့အိတ်ခန္ဓာကဆောင်းပိတ်ပြီးခေါင်းအောင်ကိုဒါမှမဟုတ်လက်ထဲရှိတာတွေကိုရိုက်နှက်ထုထောင်းပြီးဒေါသတွေကိုဖြေလျှော့ကြရတဲ့ဘဝတွေပါဆင်းရဲတဲ့မိသားစုကနေဆင်းသက်လာတဲ့သူတွေတော်တော်များများကမိသားစုအခြေအနေနဲ့ပတ်သက်ပြီးအလိုမကျဒေါသတွေနဲ့အတူဆန့်ကျင်ပုံကန်လာတတ်ကြပါတယ်တကယ်လက်တွေ့ဘဝဖြတ်တန်းလာရတဲ့အခါချမ်းသာသူတွေဖြစ်လာတတ်ကြတယ်ဒါမှမဟုတ်အ ਨੇ ဆုံးတော့ချမ်းသာလာခြင်းစိတ်တွေပေါက်ဖွာလာခဲ့ကြပါတယ်ဒါပေမဲ့တေးမွားလို့ထင်ရပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုတော့ရှိနေပြန်တယ်အဲ့လိုလူတွေကချမ်းသာလာကြတယ်သို့မဟုတ်အောင်မြင်မှုအတွက်မရမနာအားသွန်ခွန်ဆိုင်ကြိုးပမ်းခဲ့ကြပြီမဲ့လေသူတို့ကစိတ်မပျော်ရွှင်နိုင်ကြပါဘူးဘာကြောင့်ပါလဲသူတို့ရဲ့စီးစိမ်ဥစ္စာသို့မဟုတ်ပိုက်ဆံရဖို့ကြိုးစားခြင်းတဲ့စိတ်ဓာတ်ကစိတ်အလိုမကျဒေါသနဲ့စိတ်မကြည်မချမ်းဖြစ်မှုတွေပေါ်အမြင့်တွယ်လာခဲ့ကြလို့ဖြစ်ပါတယ်အကျိုးဆက်အနေနဲ့သူတို့ရဲ့စိတ်ထဲမှာအလိုမကျဒေါသနဲ့ငွေကြေးဆိုတဲ့အရာဒွန်တွဲတည်ရှိနေခဲ့တဲ့အတွက်ပိုက်ဆံများရလေစိတ်အလိုမကျမှုနဲ့ဒေါသပူဖြစ်ရလေဖြစ်တတ်ပါတယ်စိတ်အလိုမကျဒေါသတွေနဲ့စိတ်ဖိစီးမှုတွေငါအတွက်တော်လောက်ပြီစိတ်ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကိုပဲလိုချင်တော့တယ်ကွာအဲ့ဒီခါအဲ့ဒီဒေါသတွေကိုဖြစ်ပေါ်စေခဲ့တဲ့ပင်ကိုစိတ်ကိုပဲဟေးဘယ်လိုလုပ်ရရင်ကောင်းမလဲဆိုပြီးမေခွန်းထုတ်တတ်ပါတယ်အဲ့တော့ပင်ကိုစိတ်ကမင်းရဲ့အလိုမကျဒေါသတွေကိုရှင်းပစ်ခြင်းရင်မင်းပိုင်ဆိုင်တဲ့ပိုက်ဆံတွေကိုပါရှင်းထုတ်ပစ်ပါဆိုပြီးဖြေတတ်ပါတယ်
အဲ့ဒီတိုင်းသူတို့ရဲ့ပိုက်ဆံတွေကိုအကုန်ရှင်းထုတ်ပြစ်လိုက်တတ်ပါတယ်အဲ့တော့သူတို့အခုစိတ်ချမ်းသာရပြီလား no မရပါဘူးအခုဆိုရင်စိတ်အလိုမကျဒေါသအပြင်ပိုင်ဆိုင်မှုပတ်စံတွေပါမရှိတော့ပူဆိုးပါတော့တယ်မရှင်းပြစ်တဲ့အရာကိုသူတို့ရှင်းပြစ်လိုက်မိလို့ပါပဲသူတို့ရဲ့စိတ်အလိုမကျဒေါသကိုဖယ်ထုတ်ပြရမယ့်အစားပိုက်ဆံကိုပထုတ်ပြလိုက်လို့ပါအပင်ရဲ့အမြင့်ပိုင်းကိုပြုပြင်ရမယ့်အစားသီးနစ်ပြီးဖြစ်နေတဲ့အသီးကိုပြုပြင်ဖို့ကြိုးစားရခြင်းကြောင့်ပဲဖြစ်ပါတယ်စိတ်အလိုမကျဒေါသကိုမဖယ်ထုတ်လိုက်နိုင်မချင်းပိုက်ဆံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူတို့ဟာဘယ်တော့မှစိတ်ပျော်ရွှင်မှုကိုရရှိနိုင်ကြမှာမဟုတ်လို့ပါအဲ့တော့အောင်မြင်လာရခြင်းချမ်းသာချင်လာရခြင်းရဲ့အဓိကအကြောင်းတရားကသိကိုအရေးကြီးပါတယ်တကယ်လို့ခမားရဲ့အောင်မြင်ရခြင်းရဲ့အကြောင်းရင်းဟာကြောက်ရွံ့မှုအလိုမကျဒေါသဖြစ်မှုသို့မဟုတ်အမောက်ထောင်ပြလိုမှုတွေပေါ်အခြေခံပြီးပေါက်ဖွာလာတယ်ဆိုရင်တော့ခမားရဲ့ပိုက်ဆံတွေကခမားကိုဘယ်တော့မှစိတ်ပျော်ရွှင်မှုစိတ်ချမ်းသာမှုပေးစွမ်းနိုင်မှာမဟုတ်ပါဘူးကြီးပွားရေးဥပဒေသ9ကြီးပွားလိုတဲ့စိတ်ပြင်းပြမှုကခံပြင်းဒေါသအကြောက်တရားအမောက်ထောင်ပြလိုတဲ့စိတ်တွေမှာအရင်ခံနေရင်တော့ခမားရဲ့ငွေကြေးပိုင်ဆိုင်မှုကခမားကိုပျော်ရွှင်မှုတွေဘယ်တော့အခါမှပေးစွမ်းနိုင်မှာမဟုတ်ပါဘူးစကားချအနေနဲ့လိုက်ဖက်နားထောင်နေသူတချို့မှာဒီလိုစိတ်ခံစားမှုအတွေ့အကြုံတွေရှိခဲ့ပြီးမယ်လို့ထင်ပါတယ်ပိုက်ဆံရှိတိုင်းပျော်ရွှင်မှုကိုရနိုင်မှာမလားဆိုတာကိုတွေးနေသူတိုင်းသတိကြီးကြီးထားရမယ့်အချက်တွေဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ဒီစာအုပ်ကိုဆက်ပြီးဖတ်ပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် MAN ပါ